ဂျင်စားဆော့မဲ့သူတွေအတွက်နောက်ကျောနေ့မှာကစားပေးလို့ရမယ် training program လေးကို sharing လုပ်ပေးပါမယ်အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်နောက်ကျောပြင်ကိုထိရောက်မှုရှိစေတဲ့လက်ပူးတောင်းလေ့ကျင့်ခန်းလေးပါမယ်ကြောက်လေးကံမယ်ကျွန်တော်အဲ့ပုံစံလေးတိုင်းမယ်ဖိုင်ခဲကိုဆွဲချဟုတ်တယ်ပြန်တက် okay ဖြည်းဖြည်းပဲဆွဲခေါင်းလေးကိုမော့ထားပေးခေါင်းလေးမော့ထားပေးပြန်တက်မယ်အပေါ်ကျောပြင်ကိုဒီကအားဆိုင်ကျောပြင်ကိုအားဆိုင်ပြီးဆော့တောင်းတာအောက်မှာ3စက္ကန့်လောက်တောင်းလာဆွဲလိုက်ပြီးမှပြန်တက်နောက်ကျောကိုပဲထိရောက်မှုရှိစေတဲ့ဘက်လက်ပူတောင်လေ့ကျင့်ခန်းလေးပါပြန်ဆွဲโอเคခေါင်းလေးမော့ထားမှာခေါင်းလေးမော့ကျောပြင်အနောက်မှာ3စက္ကန့်လောက်တောင်းထားပြီโอเคပြန်တက်โอเค3စက္ကန့်လောက်တောင်းထားနောက်ကျော1 2 3ပြပြန်တက်3စက္ကန့်လောက်တောင်းโอเคထပ်ဆွဲတာအားနဲ့ကျောပြင်ကိုတင်းနေအောင်တောင်းတာအနောက်မှာနောက်ထပ်လေ့ကျင့်ခန်းလေးကတော့လိုအပ်ဘက်ခါအောက်ပိုင်းကိုထိရောက်မှုရှိစေတဲ့ deadlift လေ့ကျင့်ခန်းလေးပါကစားတဲ့အခါမှာခြေထောက်ကိုပခုံးအကျယ်လေးတိုင်းထားမယ်ဒူလေးနာကပ်ပြီးတော့ဆင်းမယ်တင်မလေးနောက်ကိုပြစ်မယ်ပြစ်ဆင်းပြန်ကော့မယ်ခါလေးကိုတင်မလေးကိုနောက်ကိုပြစ်ဆင်းโอเคပြန်ကော့တင်မကိုနောက်ကိုပေါက်ထုတ်လိုက်ခါလေးကိုကိုင်းလိုက်ရှေ့ကိုအောက်ကိုထိုင်မချနဲ့နောက်ကိုပေါက်ထုတ်လိုက်ခါလေးကိုဆင်း15ချိန်လောက်သွားလက်မောင်းအရှိကျော်သားကိုထိရောက်မှုရှိစေတဲ့လေ့ကျင့်ခန်းလေးပါပြန်မလက်ကိုအကုန်ဆန်းချလိုက်လက်ကိုအကုန်ဆန်းချလိုက်ဟုတ်တယ်လက်ကိုအကုန်ဆန်းချဟုတ်တယ်ပြန်မလက်ကိုအကုန်ဆန်းချโอเคပြန်မလက်ကိုအကုန်ဆန်းချ